အတွင်းရောက်တော့ကြီးမားတဲ့မီးနတ်နန်းတော်အလယ်မှာဝိညာဉ်အရေးတစ်ခုထိုင်နေတယ်။အဲ့ဒီအရေးကလင်းယွင်ကိုကြည့်ပြီးပြောတယ်။မီးနတ်ရဲ့အမှန်တရားကဘာလဲ။မင်းဘာကြောင့်မီးနတ်လမ်းကိုလိုက်နေတာလဲ။ငါရှိမှမင်းနှလုံးသားကိုဖော်ပြပါ။လင်းယွင်မျက်လုံးမိတ်ပြီးသူ့ဘဝတစ်လျှောက်ပြန်တွေးကြည့်တယ်။ရွာငယ်ကဆင်းရဲမှုခေါင်းထဲနှိပ်ကွက်ခံရမှုရန်သူတွေအနိုင်ယူမှုအဆုံးမဲ့ခရီးဆက်လို့စိတ်နောက်ဆုံးပါစပ်ဖွင့်ပြောတယ်။မီးနတ်ဆိုတာဖျက်ဆီးရုံမဟုတ်ဘူး။မီးကမွေးဖွားစေတယ်တန်ဆင်းစေတယ်အသက်တန်တွေတည်စေတယ်။ငါဒီလမ်းကိုလိုက်တာကိုကြော်လွားဖို့ကံကြမ္မာကိုပြောင်းလဲဖို့အဆုံးမဲ့အထက်ကိုရောက်ဖို့ပဲ။ဝိညာဉ်ရိပ်နှစ်သက်သွားတယ်။ကောင်းတယ်မင်းငါနေရာကိုစက်ခံခွင့်ရပြီ။စက်ကြဝဠာမီးနတ်ဖျားချုပ်ဝိညာဉ်အရေးပျောက်ကွယ်သွားပြီးလင်းယွင်ခန္ဓာကိုယ်ထဲစက်ကြဝဠာအစင်မီးနတ်စွမ်းအားစီးဆင်းလာတယ်။သူ့ပတ်ဝန်းကျင်ကျဲတွေမီးလျံအထိပြောင်းလဲသွားတယ်။ရန်အံ့ဩစွာကြည့်နေတယ်။မင်းစက်ကြဝဠာမီးနတ်ဖျားချုပ်ဖြစ်သွားပြီ။ဒီနယ်ပယ်မှာမင်းထိတ်တန်းတယောက်ဖြစ်လာပြီ။လင်းယွင်မျက်လုံးဖွင့်လိုက်တယ်။သူ့မျက်လုံးထဲမီးနတ်စက်ကြဝဠာတစ်ခုလွှဲပန်နေတယ်။အတိတ်ရန်သူပေါ်ထွက်လာခြင်းစက်ကြဝဠာနယ်ပယ်ထဲမကြခင်မှာပဲအမောင်စက်ကြဝဠာကသတင်းပြန့်လည်လာတယ်။အမောင်စက်ကြဝဠာရဲ့ဘယင်းကြီးတစ်ပါးနိုးထလာပြီးမီးနတ်ဖျားချုပ်အသက်ကိုဖျက်ဆီးဖို့ကြံစည်နေလေတဲ့။ရန်ဖြိုးတယ်။အမောင်ဘယင်းကစက်ကြဝဠာနယ်ပယ်ရဲ့အားလုံးရန်သူတယောက်။သူနိုးလာရင်မီးနတ်လန်းအားလုံးဖျက်ဆီးနိုင်တယ်။မင်းအစင်တင်ဖြစ်ရမယ်။စက်ကြဝဠာစီးမြန်းစမ်းသက်ချက်လင်းရင်စက်ကြဝဠာမီးနတ်ဖျားချုပ်အဆင့်တင်းငိမ်ဖို့စက်ကြဝဠာစီးမြန်းစမ်းသက်ချက်ခံရတယ်။ကျယ်တွေ Galaxy တွေအလုံးရင်သူ့ခန္ဓာကိုယ်ကိုဖိအားပေးလာတယ်။သူမီးနဲ့စီးကိုအသုံးပြုပြီးစက်ကြဝဠာကိုထိန်းချုပ်လိုက်တယ်။နောက်ဆုံးစမ်းသက်ချက်အောင်ငင်ပြီးသူ့စွမ်းအားနောက်တစ်ဆင့်မြင့်တက်လာတယ်